ရွေးကောက်ပွဲ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 လုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှာလုပ်မှာပါအဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဒီနှစ်ကုန်ကျင်းပမဲ့ရွေးကောက်ပွဲပြီးရင်တမနာဘယ်သူဖြစ်မလဲဆိုတာမတွက်ချက်ခင်ကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတစ်စုံလုံးကိုအကြောင်းနဲ့ပုံဖော်ရမယ်ဆိုရင်လူမှန်တွေထောင်ထဲရောက်ပြီးရာဇဝတ်သားတွေအစိုးရတက်လုပ်နေတဲ့ခေတ်ဒါကကျွန်တော်တို့နိုင်ငံရဲ့ပကတိနိုင်ငံရေးယဉ်ကျေးမှုအခြေအနေပါအဲ့ဒီနိုင်ငံရေးနောက်ခံကားချက်ပေါ်မှာအခြေခံပြီးစဉ်းစားရင်ဒီနှစ်ကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲကဘာမျှော်လင့်လို့ရမလဲအဖြစ်နိုင်ဆုံးအခြေအနေကတစ်ခုပဲရှိပါတယ်ရာဇဝတ်သားသမ္မတဖြစ်လာမှာပြည့်စုံအောင်ပြောရရင်ရာဇဝတ်သားဂိုင်းကျုပ်ကြီးသမ္မတဖြစ်လာမှာဘယ်သူလဲဆိုတာတော့အားလုံးသိပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ပါသူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကလည်းတည်ပြီးသားပါစစ်ရာဇဝတ်မှုလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုပေါင်းစုံပါပဲ2021အာဏာသိမ်းပြီးနောက်ပိုင်းသူစစ်တပ်ကရာဇဝတ်မှုမကျူးလွန်တဲ့နေ့ဆိုတာမရှိပါဘူးပြည်သူတွေကိုတပ်ဖြတ်မြို့တွေရွာတွေကိုဘုံကျဲတိုက်ခိုက်မီးရှို့ဖျက်ဆီးနေတာနေ့တိုင်းပါပဲနိုင်ငံရေးအရပြောရမယ်ဆိုရင်ပြည်သူတင်မြှောက်ထားတဲ့အစိုးရကိုဖြုတ်ချအာဏာသိမ်းပြီးခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချတာလဲနိုင်ငံတော်ပုံကံမှုမြောက်ပါတယ်သူတို့စိတ်ကြိုက်ဆွဲထားတဲ့2008ဖွဲ့စည်းပုံကိုပါကျော်လွန်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာဆိုမင်းအောင်လှိုင်ကိုနိုင်ငံတကာတရားရုံးဖြစ်တဲ့ ICC ကအရေးယူဖို့ပြင်ဆင်နေပြီးအာဂျင်တီးနားတရားရုံးကလည်းဖန်ဝရန်ထုတ်ကန်ထားတဲ့သူဖြစ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံကျော်ရာဇဝတ်သားက2026မှာတရားဝင်သမ္မတဖြစ်လာဖို့90%ကျော်တေးကြနေပါတယ်Miracle ဆိုတဲ့မမျှော်လင့်ထားတဲ့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ခဲ့ရင်တော့တမျိုးတစ်ပုံပြောင်းသွားမှာပေါ့ကျွန်တော်နိုင်ငံမှာလွတ်လပ်ရေးရပြီးတဲ့အချိန်ကနေအခုထိသမ္မတ10ဦးရှိခဲ့ပါပြီအဲ့ဒီတဲက9ဦးဟာပြည်သူကရွေးချယ်တဲ့လွှတ်တော်တွေကနေတင်မြှောက်ခံခဲ့ရတဲ့သမ္မတတွေဖြစ်ပါတယ်ရတသမ္မတတွေပါနောက်9ဦးကတော့စစ်တပ်ကလာတာပါပြောရရင်ပြည်သူဆန္ဒမပါပဲသမ္မတဖြစ်ခဲ့တဲ့သမ္မတတွေပါFBI agent တွေဟာ serial killer လို့ရာဇဝတ်သားတွေကိုဖမ်းဖို့အတွက်သူတို့စိတ်နဲ့သူတို့ရဲ့အပြုအမူတွေကိုအရင်အတိတ်ပဲခေါ်ကြည့်တတ်ကြပါတယ်ကျွန်တော်လည်းစစ်ကောင်းဆောင်ဘာတွေတွေးနေလဲဆိုတာလေ့လာကြည့်အောင်သူတမနာဖြစ်ချင်လားဆိုတဲ့မေးခွန်းကတော့ဘေးရင်မေးစရာလည်းမလိုသလိုစုံစမ်းနေစရာလည်းမလိုပါဘူးသူလုပ်တာတွေကြည့်ုံနဲ့တမနာဖြစ်ချင်တာတပိုင်းသိနေတာကိုကျွန်တော်တွေ့နိုင်ပါတယ်အနာမသိငင်ရက်ပိုင်းလိုမှာပဲရွေးကောက်ခံ NLD အစိုးရစီကနေသူ့ကိုတမရအနေနဲ့အာဏာလွှဲပေးဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်ဒါကတော့1958မှာဝန်ကြီးချုပ်ဦးနုစီကနေဗိုလ်နေဝင်းကအာဏာလွှဲယူခဲ့တဲ့ပုံစံနဲ့အလွယ်ရမလားလို့တောင်းတဲ့သဘောဖြစ်နိုင်ပါတယ်2021အာဏာသိမ်းတဲ့မနက်မှာလဲတမရအိမ်တော်တဲ့တက်တွေအပြည့်ဝင်ပြီးတမရဦးဝင်းမြင့်ကိုစစ်ဗိုလ်ချုပ်2ဦးကကျမ်းမာရေးအကြောင်းပြပြီးနှုတ်ထွက်ပေးဖို့အကြက်ကင်ခဲ့ပါတယ်တမရကသူကျမ်းမာရေးကောင်းတယ်မနှုတ်ထွက်နိုင်ဘူးလို့ပြောတော့စစ်ဗိုလ်ချုပ်တွေကပြန်စဉ်းစားပါပုဂ္ဂိုလ်ရေးထိခိုက်မှုရှိလာနိုင်ပါလိမ့်မယ်လို့ဖိအားပေးတဲ့အခါမှာသမ္မတဦးဝင်းမြင့်ကနှုတ်ထွက်မပေးနိုင်ဘူးအသေးခံမယ်ဆိုပြီးပြန်ပြောခဲ့တယ်လို့သူရှင်းနေတွေကကျွန်တော်တို့ကိုပြောပြခဲ့ပါတယ်ဒါကအာဏာသိမ်းတဲ့မနေ့အထိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကသမ္မတကိုအကြက်ကင်ပြီးအာဏာကိုအေးဓမြတိုက်ဖို့ကြိုးစားခဲ့တဲ့သမိုင်းသက်သေတစ်ခုပါမရတဲ့အခါကျတော့အင်အားသုံးပြီးအာဏာသိမ်းခဲ့တာပါဒါရင်မကနောက်ပိုင်းမှာလဲသမ္မတဖြစ်ဖို့တနည်းအားဖြင့်မင်းတရားကြီးလုပ်ဖို့အတွက်ဘေးရင်ရတရားတွေခြေတာတွေလဲတွေ့ခဲ့ရပါတယ်ပြည်ရင်းမှာသာမကရုရှားနိုင်ငံကြီးသွားပြီးဖျားတယ်ထီးတင်တာတွေလုပ်ခဲ့ပါတယ်ထီးတင်ပြီးရင်လဲအောင်ပြီးဆိုပြီးရတရားအနေနဲ့ဟောပါသေးတယ်ယတနာစိတ်ဦးတော်နေ့နဲ့ညနာတော်တင်မဟာမင်္ဂလာခန္ဓာကြီးအောင်ပြီ
ဒါတွေလားဆိုတော့မဟုတ်သေးပါဘူးသူကိုယ်သူလည်းတကယ်ကိုဘယင်လိုထင်နေပုံရပါတယ်ရုရှားသမ္မတပူတင်ဟာဗျာဒိတ်တော်အရာကြွမင်းဖြစ်ပြီးသူကတော့မြန်မာဘယင်ဖြစ်တယ်ဆိုပြီးအဆက်မရှိပူတင်ကိုသွားပြောတာလေအားလုံးသိပါပဲ ထူးခြားတဲ့တမန်ကြောင့်တကူအဆွေတော်ကိုကျွန်တော်ပြောလို့ပါတယ်။တောမအမည်ရှိတဲ့ကျွမင်းရဘုရားတတရာတကယ်2002ကျော်တဲ့အခါမှာပါမင်းတို့လက်ထက်မှာတိုးဆောင်လူမျိုး12မျိုးနဲ့မှာရုရှားလူမျိုးရဲ့အေဂရီမင်းဖြစ်လာလိမ့်မယ်လို့ပြောပါတယ်။ထူးခြားတဲ့တိုက်ဆိုင်ပြီးအံ့ဩဖွယ်မှန်ကန်တယ်ကိုကျွန်တော်တွေ့တယ် ထားပါတော့ဒီအချက်တွေကိုကြည့်ရင်တမနာဖြစ်ရှင်တာရိုးရိုးမဟုတ်ပါဘူးအယူတစ်ပိုင်းဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဘာလို့တမနာဖြစ်ရှင်တာလဲဆိုတာကိုချုပ်ကြည့်ရရင်သူ့ရဲ့အတ္တအာဃာတတွေနဲ့နိုင်ငံရေးလောဘစီးပွားရေးလောဘတွေပါတာသိကြပါတယ်အဲ့ဒီဆန္ဒတွေအပြင်လက်တွေ့ကြကြစဉ်းစားရရင်သူ့အတွက်တမနာမဖြစ်အောင်လုပ်ဖို့လိုနေတဲ့သဘောရှိပါတယ်အကြောင်းကတော့သူကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအတွက်အဖမ်းမခံရဖို့နိုင်ငံတကာတရားရုံးမတက်ရအောင်ကာကွယ်ဖို့အဲ့လိုမှမဟုတ်ရင်ဖိလစ်ပိုင်သမ္မတဟောင်ဒူရာဒေးလိုအဖမ်းခံရပြီးနိုင်ငံတကာတရားရုံးကိုရောက်သွားနိုင်ပါတယ်အဲ့လိုအလုံးမခံရဖို့သူ့မှာအာဏာအပြည့်ရှိဖို့လိုပါတယ်ပြီးတော့သူမိသားစုနဲ့မိသားစုစီးပွားရေးတွေကာကွယ်ဖို့အတွက်လည်းသူ့မှာအာဏာတွေအပြည့်ရှိဖို့လိုပါတယ်စစ်တပ်နဲ့ပတ်သက်ပြီးပြောရရင်2008ဖွဲ့စည်းပုံကိုသူကာကွယ်ဖို့လိုပါတယ်ဒါမှစစ်တပ်ကနိုင်ငံရေးမှာအမြဲတမ်းဥဆောင်ကဏ္ဍကပါဝင်ပြီးအုပ်ချုပ်နိုင်မှာဖြစ်ပါတယ်သူ့ရဲ့အကျိုးစီးပွားနဲ့တပ်ရဲ့အကျိုးစီးပွားကအပြန်အလှန်အမိသဟဲပြုတ်နေတာဖြစ်ပါတယ်အဲ့ဒီအချက်တွေကသူ့အတွက်မဖြစ်မနေတမန်လုံးမှဖြစ်မယ်ဆိုပြီးစဉ်းစားစရာအချက်တွေဖြစ်ပါတယ်ဒီနေရာမှာသူတမန်လုံးမလားမလုပ်ဘူးလားဆိုတာကိုနိုင်ငံရေးသုံးသပ်သူတွေကြားထဲမှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။ချုပ်ကတက်ချုပ်ရာတို့ကပိုအရေးကြီးတဲ့အတွက်တက်ချုပ်နေရာကိုမစွန့်ဘဲဆက်ယူနိုင်တယ်ဆိုတာမျိုးစဉ်းစားကြပါတယ်။ဒါမှမဟုတ်တမရရာတို့နဲ့တက်ချုပ်ရာတို့နေရာတွေမှာသူယုံရတဲ့လူတွေခန့်ထားခဲ့ပြီးသူတို့အားလုံးရဲ့အပေါ်မှာနိုင်ငံအုပ်ဆောင်ဆိုတဲ့နေရာအသစ်မျိုးဖန်တီးပြီးနေမလားဒါကသူ့ဆရာဘူတန်းရွှေ2010မှာစဉ်းစားခဲ့တဲ့စဉ်းစားပုံမျိုးပါဒီနေရာမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်အရေးကြီးဆုံးကတော့မြောက်သစ်ကိုင်းမလွတ်ဖို့လိုပါတယ်အဲ့ဒါကသူ့ဆရာတွေကိုကြည့်ပြီးသူရနိုင်တဲ့သင်ခန်းစာပါဘိုနေဝင်းကသူ့မဆလာပါတီကိုဖျက်သိမ်းပြီးသူ့ရဲ့အယုံရာဆုံးဘိုခင်ညွတ်အပါဝင်တစ္ဆာကံဘူချုပ်တွေကိုအာဏာလွှဲပေးခဲ့ပါတယ်ဒါပေမဲ့10နှစ်ကျော်ကြာပြီးတဲ့အချိန်မှာသူမဆုံးခင်တစ်နှစ်ဖြစ်တဲ့2000ခုနှစ်မှာသူအာဏာလွှဲပေးခဲ့တဲ့ဘူချုပ်တွေကပဲသူ့မိသားစုကိုနေအကျယ်ချုပ်ချခဲ့ပါတယ်ဒါကသူ့အတွက်ပထမသင်ခန်းစာပါသူ့ကိုတက်ချုပ်ရာထူးပေးခဲ့တဲ့ဘူချုပ်မူကြီးတန်းရွှေကိုယ်တိုင်လည်းအာဏာလက်လွတ်လိုက်လို့မြောက်သစ်ကိုင်းလွတ်ပြီးမှားခဲ့တာအခုဆိုရင်တွေ့နေရပါပြီနှစ်ပေါင်း20လောက်အသေးချာစီမံပြီးစိတ်ချရတဲ့အချိန်မှာသူယုံကြည်ရတဲ့ဘူချုပ်ကြီးသိန်းစင်ကိုတမရကျွတ်တော်မှာလည်းစစ်ဘူချုပ်တွေဖြစ်တဲ့သူရဦးရွှေမန်းဥခင်အောင်မြင့်တို့ကိုခန့်ခဲ့ပါတယ်တက်ကိုသူစိတ်ချရဆုံးဖြစ်တဲ့မင်းအောင်လှိုင်လက်ထဲကိုယ်တိုင်လွှဲပေးခဲ့တာအခုဆိုမှန်မှန်သိနေလောက်ပါပြီစစ်ကောင်စီကိုဝေဖန်လို့အခုဆိုသူသားသမက်ဒေါက်တာနေစိုးမောင်ကိုယ်တိုင်ထောင်ထဲရောက်နေပါပြီအချိန်ကမင်းတရားကြီးလို့တင်စားခေါ်ခံရတဲ့အာနာရှင်ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့မိသားစုကိုယ်တိုင်မလုံခြုံတော့ပါဘူးဆိုတော့စစ်ကောင်တော်မင်းအောင်လှိုင်အနေနဲ့အာဏာလက်လွတ်လို့မဖြစ်ဘူးဆိုတာသင်ခန်းစာယူပြီးလောက်ပါပြီဒီတော့မြောက်တစ်ကိုင်းအလွတ်ခံမှာမဟုတ်ပါဘူးဒီနေရာမှာသူရွေးရမှာကတမရလားတက်ချုပ်လားတက်ချုပ်ရာတို့ကဖွဲ့စည်းပုံအရလွတ်တော်မှာတက်ကိုယ်စားလှယ်အစိတ်သားခန့်နိုင်ခွင့်အရေးကြီးတဲ့ကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာဝန်ကြီး3နေရာခန့်ထားနိုင်ခွင့်နောက်ဆုံးကုံပြောရရင်အာဏာသိမ်းနိုင်ခွင့်အထိရှိပါတယ်ဒါပေမဲ့သမ္မတ2008ဖွဲ့စည်းပုံအရနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တာကြောင့်အာဏာအရှိဆုံးယာတုဖြစ်ပါတယ်ဒီနေရာမှာမေကုန်းကသူခန့်တဲ့တက်ချုပ်အသစ်ကသူ့ကိုအာဏာပြန်သိမ်းမလားဆိုတဲ့အချက်ပါပဲဒါကတော့လက်ရှိအခြေအနေကမဖြစ်နိုင်တဲ့အလားအလာပါဗိုလ်ချုပ်တွေသမ္မတလုပ်ပြီဆိုရင်မြန်မာစစ်တပ်ကအာဏာသိမ်းတဲ့ထုံးစံမရှိခဲ့ပါဘူးဦးနေဝင်းခေတ်ဦးသိန်းစိန်ခေတ်
အားလုံးကပလင်းတူဘူးဆိုဆရာတပည့်တွေပါပဲတကယ်တက်တိရှိပြီးအပြည့်ရှင်းမဲ့ဖျဲသီးကြီးကြီးပေါ်လာရင်တော့ miracle ဖြစ်သွားနိုင်ပါတယ်စစ်ကောင်းတော်မင်းအောင်လှိုင်မှာအာဏာရှိပြီးသားပါ2021မှာလက်နဲ့အားကိုပြီးအာဏာသိမ်းခဲ့တဲ့ကအာဏာအပြည့်ရှိပါတယ်လက်ရှိလဲယာယီတမ္မရဖြစ်ပါတယ်ဒါပေမဲ့ဒီအာဏာနဲ့ယာရုကိုတရားဝင်ဖြစ်အောင်လုပ်ဖို့လိုပါတယ်ဘယ်နည်းနဲ့လုပ်မှာလဲရွေးကောက်ပွဲနည်းလမ်းပါပဲကမ္ဘာမှာအာဏာရှင်နဲ့အာဏာရှင်တစ်ပိုင်းနိုင်ငံတွေကရွေးကောက်ပွဲလုပ်ပြီးအာဏာယူတတ်ကြပါတယ်ရုရှားတို့ဘယ်လာရုစ်တို့လည်းဒီတိုင်းပါပဲအဲ့ဒီနိုင်ငံတွေကစစ်ကောင်းဆောင်မင်းအောင်လှိုင်ပုံမှန်သွားနေတဲ့သူ့ရဲ့အာဏာရှင်မဟာမိတ်နိုင်ငံတွေပါအဲ့ဒီနိုင်ငံတွေမှာရွေးကောက်ပွဲကျင်းပပြီးကိုတမရပြန်ခန့်တာပါပဲရွေးကောက်ပွဲကတော့နိုင်ငံတကာမှာ legitimacy ရှိတယ်ဆိုတာကိုပြဖို့လုပ်ကြတာပါတကယ်တော့အဲ့နိုင်ငံတွေမှာမဲလိမ်မဲခိုးပြီးအတုအယောင်ရွေးကောက်ပွဲတွေပဲလုပ်ကြတာပါဒါခေတ်သစ်အာဏာရှင်တွေရဲ့နီးနာပါပဲဒီနှစ်ကုန်လုံးမဲ့ရွေးကောက်ပွဲလဲဒီအတိုင်းပဲဖြစ်မှာပါဆိုတော့စစ်ကောင်းဆောင်ဘယ်လိုတမရဖြစ်လာမှာလဲသူ့ကိုတက်ကိုယ်စားလှယ်တွေကဒုတမရတယောက်အနေနဲ့တင်မြှောက်နိုင်ပါတယ်နောက်နှစ်ယောက်ကတော့မျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ကရွေးချယ်ရမှာဒါက2008ဖွဲ့စည်းပုံခြေခံဥပဒေတိုင်းပါပဲစစ်တပ်ရဲ့ political wing လို့ပြောလို့ရတဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသူတို့ပါတီဥက္ကဋ္ဌဖြစ်တဲ့ဦးခင်ရီကိုဒုတမရအနေနဲ့တင်ရမှာပါနောက်ဒုတမရတူကတော့တိုင်းသားတွေကဖြစ်ဖို့များပါတယ်သူကတော့ရုပ်သေးတမရပေါ့အဲ့ဒီဒုတမရ3ယောက်ထဲကသူ့ကိုတမရရွေးဖို့သူနဲ့ဥခင်ကြီးကြားမှာလက်ဝါးရိုက်ပြီးသားဖြစ်ရမှာပါဒီနေရာမှာမမေ့ရမှာကအာနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကရဲကျုပ်ဟောင်းဥခင်ကြီးကိုလာဝကဝင်ကြီးခန့်ခဲ့တာပါနောက်တစ်နှစ်အကြာမှာကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးတန်းထေးကိုဖြုတ်ချပြီးဥခင်ကြီးနဲ့အစားထိုးခဲ့တာလဲတတိယဖို့လိုပါတယ်ဆိုတော့ဘယ်သူကဆရာလဲဘယ်လိုစီစဉ်ထားလဲဆိုတာရှင်းပါတယ်2026မှာတမရဖြစ်ုံနဲ့အာဏာရှင်တယောက်တည်းလုံလောက်ပြီလားစစ်ကောင်းဆောင်ဘာဆက်စဉ်းစားနေမလဲလိုက်ပြီးတွေးကြည့်အောင်စစ်တပ်ကအာဏာသိမ်းတဲ့1962ကတွေ့ရင်သူ့ဆရာရဲ့ဆရာဘူနေဝင်းက1988ခုနှစ်တိတိုင်းပြည်ကို26နှစ်အုပ်ချုပ်ပြီးသူ့စစ်တပ်ကိုအာဏာလွှဲပေးခဲ့ပါတယ်သူ့ကိုတက်ချုပ်ရာထူးပေးခဲ့တဲ့သူ့ဆရာအရင်ဘူတန်းရွှေက1992ကတွေ့ရင်2011ခုနှစ်အထိ19နှစ်အုပ်ချုပ်ပြီးသူတပည့်ဘူကျုပ်တွေကိုစနစ်တကျအာဏာလွှဲပေးခဲ့တာပါဆိုတော့သူ့အနေနဲ့ရေရှည်အာဏာချုပ်ကင်နိုင်ဖို့စီစဉ်နိုင်ပါတယ်ဒါလည်းသူ့အတွက်တော့မခက်လာပါဘူးနောက်နှစ်သူပထမအကြိမ်တမရဖြစ်တဲ့သက်တမ်းမှာပဲသူအာဏာဆက်တည်မြဲဖို့ဖွဲ့စည်းပုံကိုလိုသလိုပြင်လို့ရပါတယ်ဘုံပြောရရင်ယာသက်ပံတမရလို့တော့ခြေခံဥပဒေတွေထည့်ပြီးရေးမလားပေါ့လေကျွန်တော်တို့ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာလည်းအတူတူစရာအာဏာရှင်နိုင်ငံတွေကအများကြီးရှိပါတယ်ကမ္ဘောဒီးယားကဟွန်ဆန်အားနှစ်ပေါင်းများစွာဝန်ကြီးချုပ်အနေနဲ့အာဏာယူတာတင်အားမရပဲသူ့သားကို dynasty ပုံစံနဲ့အာဏာလွှဲပေးခဲ့ပါသေးတယ်မြန်မာမှာတော့အဲ့လိုနိုင်ငံရေးအစဉ်လာတော့သူတို့တက်ထဲမှာတော့မရှိပါဘူးဆိုတော့ military dynasty ပုံစံနဲ့သူရဲ့စိတ်အချရဆုံးဗိုလ်ချုပ်တွေကိုပဲလွှဲပေးပြီးတိုက်ခံနိုင်ငံရေးပါတီတွေကိုမိကန်မက်တာရှိနေတဲ့သဘောပဲထားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေရဲ့တော်လန်ပုံကန်တက်တဲ့စိတ်သက်အာဏာရှင်ကိုအလွန်ပုံးတဲ့သူတို့ရဲ့နိုင်ငံရေး DNA တွေနဲ့တော့သူအုပ်ချုပ်ခြင်းလို့အုပ်ချုပ်ဖို့မလွယ်ပါဘူး။ဘာပဲဖြစ်ဖြစ်ရွေးကောက်ပွဲစစ်ကောင်းဆောင်တဲ့သူစစ်အုပ်စုတစ်ခုလုံးအတွက်နိုင်ငံရေးထပ်ပေါက်ဆိုတာတော့မမေ့ကြပါနဲ့။နောက်တစ်ခုကအာဏာရှင်လှုပ်တဲ့ရွေးကောက်ပွဲအာဏာရှင်အတွက်ပါပဲ။ပြည်သူတွေအတွက်မဟုတ်ဘူးဆိုတာကိုသတိရကြပါ. Stay strong. Good luck.